မင်္ဂလာပါခင်ဗျာမြန်မာဂျီယိုနျူးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျားတို့တွေလိန်လို့ကြားလိုက်တာနဲ့ခေါင်းထဲမှာအရင်ဆုံးပေါ်လာတာဘာဖြစ်မလဲတွေးဆုပ်တဲ့အကောင်တွေလားဒါမှမဟုတ်ရင်ယောဂပိုးမွှားတွေဖြန့်တဲ့ကြောက်စရာတတ်တော်ဝါတွေလားဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ပုံပြင်တွေကြောင့်လိန်တွေကိုလူတွေကအထင်လွဲနေကြတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ဟာကျွန်တော်တို့လူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ညဘက်မှာအလုပ်လုပ်ပြီးနေတဲ့စိုက်ပျိုးရေးတောင်သူကြီးတွေပဲဖြစ်နေတာပါဒီကနေ့မှာတော့နိုင်ငံတကာသဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေရဲ့အချက်အလက်တွေကိုကိုးကားပြီးလင်းတို့တွေကကျွန်တော်တို့ရဲ့သီးနှံအစားအစာနဲ့သဘာဝပတ်ဝန်းကျင်တွေအတွက်ဘယ်လောက်ထိအရေးပါလဲဆိုတာကိုပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့လင်းတို့တွေရဲ့အမခန်းစွမ်းရည်တစ်ခုကတော့အင်းဆက်လို့ခေါ်တဲ့ပိုးမွှားတွေနှိမ်နင်းရေးပါပဲအမေရိကန်ငါးလုပ်ငန်းနဲ့တောရန်ကိစ္စဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်လင်းတို့တစ်ကောင်ဟာတညာတဲနဲ့သူ့ကိုအလေးချိန်ရဲ့ထက်ဝက်လောက်ရှိတဲ့ပိုးမွှားတွေကိုစားတော့နိုင်ပါတယ်အထူးသဖြင့်ကိုယ်ဝန်ဆောင်လင်းတို့မတွေဆိုရင်သူတို့ကိုအလေးချိန်နဲ့ညီမျှတဲ့ပမာဏထိစားတော့နိုင်ပါတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုရင်ပြောင်းဘူးဝါကွန်းခရမ်းကျင်တီအစရှိတဲ့စိုက်ခင်းတွေကိုဖျက်ဆီးမဲ့ဖလန်ပိုးကောင်တွေပူးချိုင်းကောင်တွေကိုလင်းတို့တွေကညဘက်မှာကင်းလှည့်ပြီးတော့ရှင်းလင်းပေးနေတာပါဆိုင်ရမဂဇင်းမှာဖော်ပြခဲ့တဲ့သူတည်တနာတစ်ခုဆိုရင်အမေရိကန်စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမှာတင်လင်းတို့တွေကြောင့်ပိုးသက်ဆေးဖို့အမေရိကန်ဒေါ်လာ3.8ဘီလီယံပိုးလောက်ထိနှစ်စဉ်တက်တာနေတယ်လို့ဆိုပါတယ်ဒီချက်ကိုတေချာစဉ်းစားကြည့်ရင်လင်းတို့တွေသာမရှိရင်ကျွန်တော်တို့စားနေတဲ့အသီးအနှံတွေမှာဓာတုပိုးသက်ဆေးတွေဒီထက်ပိုပြီးတော့ပါလာနိုင်လို့စိုက်ပျိုးရေးဈေးတွေလည်းအများကြီးတက်သွားနိုင်ပါတယ်လင်းတို့တွေရဲ့နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ဝတ်မုံကူးခြင်းဖြစ်ပါတယ်လင်းတို့တွေကိုအထူးပြုလေ့လာစောင့်ကြည့်ပြီးသူတည်နာပြုလုပ်နေတဲ့ Bird Conservation International BCI အဖွဲ့ကြီးကတော့ကမ္ဘာပေါ်မှာအသီးနှံမျိုးစိတ်900ကျော်ဟာလင်းတို့တွေပေါ်မိခိုနေရတယ်လို့ဆိုပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာပါဝင်အရှိတောင်အာရှမှာအကြိုက်ဆုံးဖြစ်တဲ့ဒူရင်သီးပေါ့ဗျာထိုင်းနဲ့မလေးရှားကသူတည်တည်ရဲ့အဆိုအရဆိုရင်လည်းဒူရင်ပန်းတွေဟာညဘက်မှာပွင့်တာမို့လင်းတို့တွေကသာအဓိကဝတ်မုံကူးပေးနိုင်တာပါလင်းတို့တွေမရှိရင်ဒူရင်သီးအထွက်နှုံးတိတိတသာကျဆင်းသွားနိုင်ပါတယ်ဒူရင်သီးနေမကပါဘူးတရက်သီးငှက်ပြောသီးနဲ့မက္ကဆီကိုကနာမည်ကြီးတက်ကီလာထုတ်တဲ့အာဂေးပင်တွေတက်လည်းလင်းတို့တွေကအကျိုးကျေးဇူးများပါတယ်လင်းတို့တွေဟာပန်းဝီကြီးကိုစားသုံးရင်တပင်နဲ့တပင်ကိုလူပြန်တန်းရာကနေအသီးအနှံတွေဖြစ်ထွန်းအောင်ကူညီပေးနေကြတာလည်းဖြစ်ပါတယ် National Geographic ကဆိုရင်လင်းတို့တွေကိုတိတ်တဆိတ်တပ်ပင်စိုက်သူများ Silent Planner လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်ဘာလို့လဲဆိုရင်ငှက်တွေကအဆိပ်တွေကိုအပင်နားမှာပဲစွန့်ပစ်လိရှိပေမဲ့လင်းတို့တွေကတော့အစာရှာရင်ခီးဝေးကိုပြန်တန်းကြပါတယ်သူတို့မစင်စွန့်လိုက်တဲ့အခါမှာတစ်စီတွေကနေရာအနှံ့ကိုရောက်သွားပြီးတောအသစ်တွေဖြစ်ပေါ်လာစေလို့ဖြစ်ပါတယ်ပျက်စီးသွားတဲ့တစ်တော်တွေကိုတဘာဝအတိုင်းပြန်လည်ထူထောင်ရမှာလင်းတို့တွေက65%လောက်ထိကိုပါဝင်ကူညီနေတယ်လို့သိရပါတယ်ဒါအပြင်လင်းတို့ချေးရဆိုရင်လည်းကမ္ဘာအကောင်းဆုံးတဘာဝမြေဩဇာဖြစ်တယ်လို့အားလုံးကအသိမှတ်ပြုလက်ခံထားပြီးဖြစ်ပါတယ်လင်းတို့ချေးဟာနိုက်ထရိုဂျင်ဖော့စဖိတ်နဲ့ပိုတန်ဆီယမ်ဓာတ်တွေကျွဲဝလွန်တာကြောင့်အပင်တွေအတွက်အားစေးတလက်ဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်အနှစ်ချုပ်လိုက်ရအောင်။လင်းတို့ဆိုတာကြောက်စရာတတ်တော်မဟုတ်ပဲကဘာကြီးရဲ့ဂေယစနစ်စိုက်ပျိုးရေးနဲ့တစ်တော်တွေအတွက်မရှိဖြစ်လိုအပ်တဲ့သူရဲကောင်းလေးတွေပဲဖြစ်ပါတယ်။ပညာရှင်တွေသတိပေးတာကတော့လင်းတို့တွေညော်နေသွားရင်ပိုးမွားတွေတောင်းကျမ်းလာမယ်။စိုက်ပျိုးရေးစိတ်တွေတက်လာမယ်။အသီးနှံတွေရှားပါလာမယ်လို့ဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခါလင်းတို့တကောင်ညဘက်မှာတွေ့လိုက်ရင်ကြောင်းလည်းမသွားကြပါနဲ့သူတို့ဟာကျွန်တော်တို့ကဘာကြီးစိမ့်လန်းဖို့နဲ့စားတဲ့ရိတ်ခါတွေအတွက်အလုတ်လုတ်ပေးနေတယ်ဆိုပြီးနှလုံးသွင်းပေးကြဖို့တိုက်တွန်းလိုက်ပါရစေခင်ဗျာအခုလိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်အခုလိုသတင်းတွေကိုကြိုက်နှစ်သက်ရင် like and share လုပ်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ